အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကတော့ကျွန်တော်စားပဲဥဟုတ်မိတ်လုံးလေးကိုကျွန်တော်လုပ်ပြပေးမှာဖြစ်ပါတယ်ဒီနေ့တော့စားပဲဥတကယ်ဝယ်လာပြီးတော့စားပဲဥတွေကိုကျွန်တော်ရေတန့်စင်ကိုစီးမယ်ပေါ့နော်ဟုတ်ကဲ့စိတ်နေတနက်နဲ့ဘဲဥကကွဲသွားပါတယ်ဗျကျွန်တော်လက်လေးအရှင်လေးနဲ့လွန်သွားလို့ပါနော်ဟုတ်ကဲ့ကျန်တဲ့စားပဲဥလေးကျွန်တော်ရေတန့်စင်အောင်စီးပြီးတော့ရေကနစစ်ထားမယ်နော်ဟုတ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့စားချမ်းလေးမှာဝယ်လာပါဗျစားချမ်းလေးထည့်ပါမယ်ပြီးရင်ကျွန်တော်ရှာလကာရီလေးကိုထည့်ထားပါမယ်ဗျဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ဆေးထားတဲ့ဘဲဥလေးတွေကိုစီပြီးတော့ထည့်မယ်ဗျโอเคဘဲဥလေးတွေကိုကျွန်တော်စီပြီးတော့ထည့်ပြီးလို့ရှိရင်တော့မိနစ်အနည်းငယ်တော့ခဏစိမ့်ထားမယ်ပေါ့နော်စိမ့်ပြီးလို့ရှိရင်ကျွန်တော်ကျန်တာလေးတွေကိုအထက်ကိုလမ်းလိုက်ပါမယ်ဗျအထက်ကိုလမ်းပြီးရင်တော့ကျွန်တော်တို့မိနစ်အနည်းငယ်ထပ်ပြီးတော့ထားလိုက်မယ်နော်ဟုတ်ကဲ့ဒါကတော့ကျွန်တော်လုပ်တဲ့နည်းလေးဖြစ်တဲ့အတွက်အခြားသူတွေတော့မတူကွဲပြားတာတွေရှိနေပါလေဗျမိမိအဆင်ပြေတဲ့နည်းကိုသုံးလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်လက်ရှိသုံးတဲ့ပုံစံလေးကိုကျွန်တော်လုပ်ပြပေးတာဖြစ်ပါတယ်ဘဲဥလေးတွေကိုကျွန်တော်အထောက်လမ်းပြီးတော့မိနစ်ငယ်ထည့်ထားမယ်နော်ထားပြီးလို့ရှိရင်ကျွန်တော်တို့စားချမ်းလေးနဲ့ပြန်ပြီးတော့နေမယ်နော်နေပြီးလို့ရှိရင်တော့ကျွန်တော်တို့လေလုံးနဲ့ဘူးလေးထဲမှာဖြည်းဖြည်းချင်းထည့်မယ်ဗျပြန်ထည့်လို့ရှိရင်ကွဲသွားမှာဆိုလို့နော်စားပဲလေးဖြစ်သွားရင်တော့ကျွန်တော်စားပဲနဲ့ပတ်သက်တဲ့ဟင်းပွဲလေးတွေကိုကျွန်တော်နောက်ထပ်ထပ်ပြီးတော့ချက်ပြပေးပါမယ်ဟုတ်ကဲ့ကျွန်တော်တို့စားလေးစိမ့်ထားပြီးလို့ရှိရင်တော့ကျန်တဲ့စားလေးတွေကိုလည်းကျွန်တော်တို့အပေါ်ကနေပြီးတော့အနေနဲ့ချက်ပြီးတော့ဖြူထည့်ပေးမယ်နော်ဟုတ်ကဲ့စားလေးဖြူထည့်ပြီးရင်တော့ဒါကျွန်တော်တို့တစ်ပတ်10ရက်လောက်နှက်ထားမယ်ပေါ့နော်စားလုပ်တဲ့ရက်ကနေပြီးတော့နောက်တဲ့တစ်ပတ်10ရက်အတွင်းကိုကျွန်တော်တို့ထားပါလေဗျထားပြီးလို့ရှိရင်တော့အသုံးပြုလို့ရပြီပေါ့နော်ဒါကတော့ကျွန်တော်လောတဲ့စားပဲလေးကိုနှက်ထားတဲ့နည်းလေးဖြစ်ပါလေဗျနောက်တဲ့25ရက်ကြာရင်တော့စားပဲဖြစ်လာတဲ့ပုံစံလေးကိုကျွန်တော်ထပ်ပြီးတော့ပြပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ